အားလုံးပဲမင်္ဂလာပါတနာရဲ့ Your Bestie ဆိုတဲ့ YouTube channel လေးကနေပြီးတော့မှအားလုံးကိုပြန်ပြီးတော့ကြိုဆိုပါရစေ။အဲ့တော့ဒီနေ့ဗီဒီယိုလေးမှာတော့တနာကလုပ်ငန်းခွင်မဝင်ခင်ပေါ့နော်ဒါကအလုပ်တစ်ခုကိုမရွေးချယ်ခင်မှာကြိုပြီးတော့မှသိထားတဲ့ red flag sign ၅ချက်ကိုဒီဗီဒီယိုလေးမှာပြပြပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာပေါ့နော်အလုပ်သက်ပြောင်းဖို့စဉ်းစားနေတဲ့သူတွေရှိရယ်တကယ်ချင်းတွေရှိရယ်ဆိုလို့ရှိရင်တနာခုပြပြပြီးသွားမယ်ပေါ့နော် reflex sign ၅ချက်ကို interview မှာသတိထားပြီးတော့ကြည့်ပြီးနော်ပထမဆုံးပြပေးခြင်းနဲ့နံပါတ်1 reflex ကကြတော့ turnover rate တအားများတာပဲဖြစ်ပါတယ်အဲ့တော့ပေါ့နော်ဒါ company တစ်ခုကturnover rate ပေါ့နော်ဝန်ထမ်းထွက်နှုန်းလို့ခေါ်တဲ့ဒီ turnover rate တအားများနေရဆိုလို့ရှိရင်တော့တေချာလားဟိုတစ်ခုခုမှားနေလို့ပေါ့နော်အစစရရအကုန်လုံးအဆင်ပြေနေရဆိုလို့ရှိရင်ကြတော့ဝန်ထမ်းတွေလည်းအလုပ်ထွက်ကြမှာမဟုတ်ဘူးလေနော်အဲ့တော့ဒီ working environment ကအရန်ပြောရမယ်ဆိုရင် toxic ဖြစ်တာမျိုးတွေအလုပ်က2ဆ3ဆလောက်သူများထပ်ပေါ့နော်တခြား company တွေ2ဆ3ဆလောက်ပို့ပြီးတော့လုပ်ရတယ်အရန် payment နဲ့အရန် stressful ဖြစ်တယ်ပြီးတော့ management မကောင်းဘူး communication မကောင်းဘူးစတာတွေကြောင့် turnover rate ကများတာပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ turnover rate များတဲ့ company တွေဆိုရင်တော့နည်းနည်းလေးအတိထားသင့်တယ်ပေါ့နော်တနာအတွေ့အကြုံရပြောရမယ်ဆိုလို့ရှိရင်ဒါတနာကိုယ်တိုင်လည်း turnover rate များတဲ့ company နှစ်ခုလောက်ကိုလုပ်ခဲ့ဘူးတယ်ပေါ့နော်အဲ့တော့တနာလုပ်ခဲ့ဘူးတဲ့အတွေ့အကြုံရဆိုရင် turnover rate များတယ်ဆိုရင် company တွေမှာသူ့အနေနဲ့သူတို့အကြောင်းပြချက်တွေတော့ရှိကြတယ်ပေါ့နော်အဲ့တော့ကိုကအဲ့လေးကိုလည်းတစ်ချက်လေ့လာဖို့လိုအပ်တယ်ပေါ့နော်ဥပမာတချို့ကျတော့အရန်အလုပ်များလို့လစာတော့ကောင်းပါတယ်ဒါပေမဲ့တော့အလုပ်ကအရန်များလို့ထွက်တာလားပေါ့နော်အဲ့လိုဆိုရင်ကိုကokay ကိုကတော့ငွေလိုတယ်လစာများလိုချင်တယ်အလုပ်များတော့ခံနိုင်နေဆိုရင်တော့ is okay fine တယ်ပေါ့နော်အဲ့လိုမဟုတ်ရင်ကြတော့ကိုယ့်အတွက်လည်းအဆင်ပြေမှာမဟုတ်ဘူးအဲ့အတွက်ကြောင့်မို့လို့ turnover rate နေလားများလားဆိုတာကိုကတစ်ချက်ကြိုပြီးတော့လေ့လာဖို့လိုအပ်တယ်turnover rate များနေရဆိုလို့ရှိရင်လည်းဘာကြောင့် turnover rate ကများနေတာလဲဘယ်လိုအကြောင်းပြချက်တွေကြောင့်ဝန်ထမ်းတွေအလုပ်ထွက်တာများလဲဆိုတာလေးကိုလက်လှမ်းမီသလောက်ပေါ့နော်တစ်ချက်စုံစမ်းသင့်တယ်ပေါ့နော်နံပါတ်2 red flag ကကြတော့ negative reputation လို့ခေါ်ရဲပေါ့နော် company image မကောင်းတာမျိုးပါအဲ့တော့တနာတို့ကလေ company တစ်ခုရဲ့ image ကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီ company ရဲ့ culture နဲ့ management ကိုခံမှန်းလို့ရပါတယ်အဲ့တော့ company ကလေလုတ်ချင်အားတွေလုတ်တယ်လေဘာလို့မလိုက်နာဘူးmanagement ကလူတွေကကြတော့လေသူတို့ပါဝါတွေအာဏာဟိပြတယ်ပေါ့နော်ဝန်ထမ်းတွေပေါ်လည်းမကြည့်ဘူးတမိုးလည်းမထားဘူးအလေးလည်းမထားဘူးအဲ့လိုမျိုးလုတ်တယ်ဆိုလို့ရှိရင်အဲ့ဒီ company ရဲ့ image က market ထဲမှာပေါ့နော်လုံးဝကောင်းမှာမဟုတ်ပါဘူးပြီးတော့လေနောက်ထပ်သတိထားမှာကျတော့ company အများစုကလေသူတို့ရဲ့ image ကိုတိတ်ပြီးတော့အထူးကိမခံကြဘူးပေါ့နော်သူတို့ရဲ့ image ထိခိုက်စေနိုင်မဲ့ကိစ္စမျိုးရှိရဆိုရင်တော့မှဒါတက်နိုင်သလောက်ဖုံးထားဖိထားကြတာပေါ့နော်အဲ့လိုမျိုးအပြင်ကို market ထဲကိုပြတ်မသွားအောင်လို့သူတို့ဂရုစိုက်ကြတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးနည်းလဲ sensitive ဖြစ်တဲ့ point ပေါ့နော်သူတို့ရဲ့ company image ကိုတောင်မှဒါဖုံးထားဖိထားတာတောင်မှလုံးဝဖုံးမရဖိမရနဲ့ market ထဲမှာမကောင်းဆိုပြီးတော့ပြတ်နေရဆိုလို့ရှိရင်ဒါသိချပါတယ်အဲ့ဒီ company ရဲ့ working environment ကတော်တော်စိုးနေလို့ပေါ့နော်သူတို့စီမှာလုံးဝကို toxic ဖြစ်ပြီးတော့မှတကယ် red flag အကြီးစားဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒါ market ထဲမှာပေါ့နော် labor market ထဲမှာအဲ့ company ကိုသွားမယ်လို့ကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေနဲ့တိုင်ပင်လိုက်တာမျိုးဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ဒီ network ထဲကလူတိုင်ပင်လိုက်လေဆိုရင်ဟဲ့မသွားနဲ့အဲ့ company ကမကောင်းဘူးဆိုပြီးပြောနေတယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးပြောတာများတယ်ဆိုရင်ပေါ့နော်တေးကြပါတယ်အဲ့ company ရဲ့ working environment လုံးဝမကောင်းတဲ့ environment ဖြစ်ဖို့ကရာခိုင်နှုန်းပုံများတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့အဲ့လိုမျိုးဒီ bad review ရှိရဲ့ company ရဲ့ image လုံးဝမကောင်းတဲ့ company ဆိုလို့ရှိရင်ဘဝရွှေဝေးရှောင်တင်တယ်ပေါ့နော်တိတ်ပြီးတော့အလုပ်အသစ်အနေနဲ့အလုပ်ပြောင်းဖို့အတွက်ထိတ်ပြီးတော့မစင်စားတင်ဘူးပေါ့နော်နံပါတ်3 reflect အနေနဲ့တည်ထားတဲ့အချက်ကကြတော့ကိုပြောင်းမဲ့ company ရဲ့ green rate ပဲဖြစ်ပါတယ်အဲ့တော့ဒီ company ရဲ့တိုးတက်နှုန်းပေါ့နော် green rate ကကျဆင်းနေရဆိုလို့ရှိရင်ဒါမပြောင်းသင့်တဲ့ company တွေမှာပါတယ်ပေါ့နော်အဲ့တော့ဒါကိုပြောင်းလိုက်မဲ့ company ကတကယ်ပဲ green rate ကောင်းရလား market ထဲမှာနေရာတခုရထားပြီးသားလားတခြား company ကြီးတွေနဲ့ partnership လုပ်ထားတာမျိုးတွေရှိလားသူ့ရဲ့နောက်မှာဒီ group အကြီးတစ်ခုခုကကြောထောက်နောက်ခံအနေနဲ့ရှိနေတာမျိုးလားပေါ့နော်စတာတွေကိုလည်းကိုကလေ့လာဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဥပမာလေးတနာတို့ဒါကိုဗစ်မှာလည်းအားလုံးကြုံခဲ့ဘူးကြတယ်ပေါ့နော်တချို့တွေဒီ company တေးသေးလေးတွေဆက်လက်လုပ်တဲ့ company တွေမှာ
လုပ်နေတဲ့ဝန်ထမ်းတွေဆိုလို့ရှိရင်ဒါကိုဗစ်ကာလမှာလာစာ short ခံရတာမျိုးတွေရှိရဲပြီးလို့ရှိရင်ဒီဝန်ထမ်း short ရယ်ပေါ့နော်ကုမ္ပဏီကလေဘက်ပုတ်ခတ်ခဲတဲ့အတွက်ကြောင့်မလို့ဝန်ထမ်း short ရယ်ပါသွားတာမျိုးတွေရှိရဲတချို့အလုပ်လက်မဲ့ဖြစ်သွားတဲ့သူတွေရှိရဲပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ကိုကအလုပ်သက်တစ်ခုမပြောင်းခင်မှာအဲ့ဒီအချက်ကိုလည်းထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်အဲ့တော့ကုမ္ပဏီက growing rate ကောင်းနေတယ်ပေါ့နော်တောက်လျှောက်ကဖြစ်နေတဲ့ market ထဲမှာလည်းသူ့ရဲ့ product ပေါ့နော်သူ့ရဲ့ brand လူတွေသိကြတယ်သူကနေသူလေပတ်နေရအဆင်ပြေနေတဲ့ကုမ္ပဏီဆိုရင်ကြတော့ပြဿနာမဖြစ်ဘူးပေါ့နော်ကိစ္စမရှိဘူးဒါမဲ့green rate ကျနေတယ် market ထဲမှာလည်းအရန် commentator အတားများတယ်ပေါ့နော်သူ့ရဲ့ product ကအရန်ထိုးပေါက်နေရတော့ဒါမှမဟုတ်လည်းဒီအရင်ကတော့နာမည်ရှိတာပဲတဖြည်းဖြည်းနဲ့ downsize ဖြစ်နေပြီးနောက်ဆိုရင်သူ့ product ကိုလူတွေဝယ်သုံးကြမှာတော့မဟုတ်ဘူးသူ့ရဲ့ service ကိုယူကြမှာတော့မဟုတ်ဘူးဆိုတော့ organization မျိုးဆိုလို့ရှိရင်တော့သတိထားဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့ကိုလည်းအချိန်မျိုးလူလျှော့ရတဲ့ပါသွားခံရနိုင်တယ်ဒါမှမဟုတ်လည်းအလုံးလက်မဲ့ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်ပေါ့နော်အားလေးကိုတစ်ချက်သတိထားဖို့လိုအပ်ပါတယ်အဲ့တော့နံပါတ်3အချက်အနေနဲ့သတိထားမယ် reflex sign လေးတစ်ခုပေါ့နော်နံပါတ်4 reflex sign ရကြတော့တနာတို့က interview မှာကိုယ့်ကို interview လုပ်နေတဲ့hiring manager ရဲ့အပြည့်အမှုအပြောဆိုတွေကနေတဆင့်လေ့လာလို့ရတယ်ပေါ့နော်အဲ့တော့တနာရှေ့ဗီဒီယိုတွေမှာလေအမြင်ပြောခဲ့သလိုပဲ interview တစ်ခုမှာ HR အပြင်ပေါ့နော် hiring manager တယောက်ပါလေးရှိပါတယ် hiring manager ဆိုတာကကြတော့ကိုနဲ့ပေါ့နော်အလုပ်တူတူတွဲလုပ်ရမယ်ကိုယ့်ရဲ့အထက်လူကြီးကိုပြောချင်တာပဲဖြစ်ပါတယ်အဲ့တော့ဒါကိုယ့်ရဲ့အထက်လူကြီးကပေါ့နော်ကိုနဲ့တွဲလုပ်ရမယ်ကိုယ့်ရဲ့အထက်လူကြီးကသူ့ရဲ့ဒီအပြောဆိုအပြုမှုတွေကကိုအစင်းနဲ့ကိုနဲ့အစင်ပြေနိုင်မပြေနိုင်သူ့ရဲ့ဒီခံယူချက်တွေကိုယ့်ရဲ့ခံယူချက်တွေပြီးတော့သူ့ရဲ့ type ကိုယ့်ရဲ့ type ပေါ့နော်အဆင်ပြေနိုင်မပြေနိုင်နေကို interview မှာကိုကသူ့ကိုပြန်ပြီးတော့အကဲခတ်လို့ရတယ်ပေါ့နော်အဲ့တော့ဒါကိုနဲ့တွဲလို့ရမယ်အထက်လူကြီးရဲ့ခံယူချက်တွေကကိုနဲ့မတူဘူးအဆင်မပြေနိုင်လောက်ဘူးထင်တယ်ဆိုလို့ရှိရင်အဲ့ဒီ organization ကိုမ join တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်နောက်ဆုံး reflex ဆိုင်ရကြတော့ interview မှာပေါ့နော်ကိုယ့်ကို interview မိတဲ့ HR ဘက်ကနေပြီးတော့မှ serious question မျိုးမေးလာတာပဲဖြစ်ပါတယ်အဲ့တော့ interview မှာ HR ဘက်ကနေပြီးတော့မှဒီ serious ဖြစ်တဲ့ question မျိုးတွေအခြေအနေတစ်ခုကိုပြပြပြီးတော့ပေါ့နော်တင်တာဆိုလို့ရှိရင်လုပ်ငန်းခွင်ထဲမှာပေါ့နော်ဒီလိုအခြေအနေကြုံရတယ်ဘယ်လိုမျိုးလုပ်မလဲဆိုတာမျိုး situation နဲ့ question မျိုးတွေမေးလာပြီးဆိုရင်တော့သတိထားသင့်ပါတယ်ဥပမာပေါ့နော်ဒါတင်းရဲ့အထက်လူကြီးကတင်းကိုလူကြားထဲမှာစူရာဆဲတာရှိရဆိုလို့ရှိရင်ကြုံရတယ်ဆိုရင်တင်းဘယ်လိုဖြစ်ရှင်းမလဲဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးမေးခွန်းတွေမေးလာပြီးဆိုရင်ဒါသိကြတယ်လုပ်ငန်းခွင်ထဲမှာလည်းတကယ်ပဲအဲ့လိုအခြေအနေမျိုးတွေရှိရတဲ့အတွက်ကြောင့်မို့လို့အရှာဘက်ကနေပြီးတော့မေးရဖြစ်တယ်ပေါ့နော်အဲ့တော့ရှေ့မှာလည်းအဲ့လိုမျိုးဒီလူကြားထဲမှာစူလိုက်ဆဲလိုက်တဲ့အတွက်ကြောင့်မလို့ဝန်ထမ်းထွက်တာတွေတိမခံနိုင်တာမျိုးတွေတိမခံနိုင်မဲ့လုံးဝတန်နဝရိဝန်ထမ်းတွေအထွက်များပြီးတန်နဝရိများတာမျိုးရှိခဲ့ဘူးတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အရှာဘက်ကနေပြီးတော့မှအဲ့လို question မျိုးမေးရဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့အဲ့လိုမျိုးဒီ sensitive ဖြစ်တဲ့situational question တွေမေးလာပြီးဆိုရင်လည်းအဲ့လုပ်ငန်းခွင်ကိုတစ်ချက်သတိထားသင့်တယ်ပေါ့နော်ဒါဆိုရင်တော့တနာပြပြပေးသွားတဲ့အချက်တွေကိုပေါ့နော်စဉ်းစားပြီးတော့မှကိုပြောင်းမဲ့အလုပ်တစ်ကပေါ့နော်ကိုအတွက် reflect ဖြစ်နိုင်ခြင်းရှိမရှိကိုခံမှန်းနိုင်မယ်လို့ထင်ပါတယ်အားလုံးပဲကိုနဲ့အစီအပြေတဲ့ working environment တစ်ခုကိုရှာတွေ့နိုင်ဖို့မျှော်လင့်ရင်းနဲ့တနာအားလုံးကိုနှုတ်ဆက်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ပါမယ်ရှင်အားလုံးပဲ bye bye Your bestie forever with you